holiday ကို January 2025 holiday ကိုဒီနေ့မှာစပါပြီအခုပုတ်ပေါ်ရောက်နေပါပြီကလေးတွေကတော့ bike စားလို့တသက်ပါစားနေသူတို့ jelly တွေစားနေကြချော်ရော်လိမ်ကိုဒီစားနေလာတယ်Andrew ကတော့ပုတ်ကိုတော့ပြန်ထားတယ်so ချော်ရော်က holiday ကိုသွားပါတော့မယ်got everything egg cucumber vegetable sweet corn bread rice everything so ဒါတော့ချောတို့ခါရယူတယ်ပြီးတော့ standard vegetable ပြီးတော့လေတို့ခါရကျင်းစင်လေတို့ခါရယူတယ်ဒီနေ့အရန်ကို busy ဖြစ်နေပါတယ်ဒီနေ့ကလေးလည်းမတိုက်တော့ program မှာကလုံးဝအဖတ်အပ်ဖြစ်နေပါတယ်ကြည့်လိုက်ပါ program မှာရာသီဥတုကလေစမ်းမသာပြောတာ Jessica ဘာလိုက်နေသမီးI bought these little juice boxes. Oh,ထားလိုက်အောင်ပြီးတော့မှယူမမေ fridge ထဲမှာလားမသိရာသီဥတုက winter သာဘာဦး summer သာပြောတာ really rainy and cold. Jesse don't go people is very busy in the Bora so they're trying to come in and coming out so you guys don't not distract it's better. I will share with you guys ဒါချောရဲ့ travel adventure ချောရဲ့ video လေးကိုစုံထိခန်းစားပေးပါဦးချောတို့ဒီကနေပြီးတော့ဟာဟိကိုသွားမယ်ဟာဟိမှာ weather ကောင်းနေဆိုလို့ရှိရင်ဟာဟိမှာချောတို့ညအိပ်မယ်ချောတို့ holiday Saturday နေ့ကတော့ weather ကလုံးဝမကောင်းပါဘူးမြင်ရတဲ့အတိုင်းပဲကောင်းကင်ကြီးကမှောင်မဲသဲနေပြီးတော့ချောလေးအတော်လေးတော့ shock ဖြစ်ပါတယ်ရာသီဥတုကလည်းအရှမ်းအေးတယ်ချောကပြစ်ကျင်တော့အနှွေးတယ်လုံးဝမပါဘူးဆိုတော့က a little bit challenge တော့ဖြစ်တယ်ပေါ့နော်ချောတို့ဒါပေမဲ့ဟိုဘက်ကိုဟာဟိကိုရောက်တဲ့အချိန်မှာတော့ weather က not too bad weather getting better နဲ့စံလေးနေထွက်လာပြီးတော့ချောတို့မျှော်လင့်ပါတယ်ဆိုတော့ကခီးကို3နာရီကြာမောင်းရမယ့်ခရီးကိုချောတို့Taronga to Hahe go Dwara Pipare. We are in Hahe. So a little bit I'm so a little bit seasick. Lo Apiolara, 3 နာရီလောက်တော့မောင်းရတယ်ချောတို့ကဟာဟိကိုရောက်ပါပြီဟာဟိမှာကလေး we sleep one night or 2 night in Hahe so တညအိမ်မယ်နေ့ဖြင့်ကမသေးကြသေးဘူးပေါ့နော်ညအိတ်ချင်လဲအိမ်မယ်ညအိတ်ချင်လဲအိမ်ပဲပေါ့ကပင်းကဘာမှမပြောသေးဘူးအဲ့တော့ကျတို့ဒီမှာလောဆယ်တော့ညအိမ်မယ်အပြစ်မှာမိုးကလည်းရွာနေရဲ့လေးကလည်းတိုက်နေလာမ is ပုတ်က rock a lot ဆိုနေရီတော့ကြောက်တယ်မန်တိုင်းပြောရင် New Zealand weather ကအရန် change တဲ့ဖြစ်တဲ့အတွက်ကြောင့်ကျတို့အိုင်ဒီမနက်ကတော့ဆိုရောက်ချင်းရာသီဥတုအရန်အေးရဲ့အဲ့လိုမျိုး weather ဆိုခရီးထွက်ရတာအရန်ကိုအနွိုင်းဖြစ်ပါတယ်ဟာဟိတ်ကန်ချီကတော့ New Zealand မှာအရန်လာတဲ့ကန်ချီတစ်ခုဖြစ်ပြီးတော့ summer holiday ဆိုလို့ရှိရင်ဟာဟိတ်ကန်ချီကိုလူတွေတော်တော်များများလာကြပါတယ်။နေရာဒီဆိုလို့ရှိရင်အရန်ကို busy ဖြစ်တဲ့ camping ground နဲ့ဆိုလို့ရှိရင် one year ahead ပိုကတင်ထားရတဲ့နေရာတွေလည်းဖြစ်ပါတယ် My dinner come out now yeah because the weather is getting better that's really nice some come up Mr. Jason Fisher to have the Oh yeah maybe ကတကြော MBB ဆိုတော့ spoke set လေ C set ဖြစ်လို့ both set အခုမှနည်းနည်းလေးနေသားထိုင်လာကြတာပေါ့နော် so tired Hey Jason ဟုတ်ပုံမှာ holiday သွားရဆိုရင်ချောတို့ကလွယ်ကူနဲ့စားလို့ရတဲ့စားတောက်တွေကိုတည်သွားပါတယ်ဥပမာအားဖြင့် sausage တို့ပြီးရင် vacuum pack နဲ့လုပ်ထားတဲ့အသားတွေပြီးရင် vegetable ကိုမှready made supermarket တွေမှာဝယ်လို့ရတဲ့ ready made salad တွေဆိုလို့ရှိရင်
2ရက်3ရက်လောက်တော့အထားခံပါတယ်ပြီးတော့ချောတို့သွားတဲ့တနေရာနဲ့တနေရာက2ရက်လောက်ဆိုလို့ရှိရင်စူပါမားကတ်တွေရှိရဲ့မြို့လေးတွေကိုရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အစားအသောက်တော့ကတော့အလောက်ကြီးတော့ပူစရာမလိုပါဘူး Got to be ship shape. Salad is so fresh ဒီကိုတောင်ထိပ် view point ကိုသွားပါမယ်ကလေးတွေကတော့မမွေးပါဘူးကလေးတွေကတော့လိုက်ချင်ပြောတယ်သူတို့ကတော့ beach မှာဆော့နေပြီပေါ့နော်ချောရယ်အန်ဒရူးရယ်အန်ဒရူးအမရယ်ချောအဲ့ကိုသွားပါမယ်ကလေးတို့ show လမ်းလျှောက်ထွက်တာပေါ့နော် ဟာဟိမှာရောက်မကနေတဲ့အတွက်ကြောင့်မို့လို့ချောတို့ရောက်မကနေခဏတွေ့ပါသေးတယ်ရောက်မဆိုတာချောရဲ့အန်ဒရူးရဲ့အမအကြီးဆုံးဖြစ်ပါတယ်သူကဒီ High Beach House မှာ High Beach မှာသူက holiday house ရှိပါတယ်ချောတို့ကမဂျက်စီကာနဲ့ဂျေဆင်ရဲ့အတော်ပေါ့နော် so Andy Current ဖြစ်ပါတယ်မအတော်ကချွေးနေကြတယ်လူကြီးရေဟုတ်ပါမso ဒါအန်ဒရူးရဲ့အမအကြီးဆုံးဖြစ်ပါတယ်ရှင် Ah, Ooh. look at the other reason for it and get the vibes. Okay ချောကတော့ရှိုးဆင်းလာပြီးတော့ view point ကိုရောက်နေပေါ့နော် view point ကနေပြီးတော့တရားချောရဲ့ vlog မနေ့ကတော့ vlog ကိုကြည့်ရတယ်ဆိုလို့ရှိရင်ဒီ vlog ဒီ view point ကရောက်ပြီးဖြစ်ပါတယ်ဒါပေမဲ့မကြည့်ရသေးတဲ့သူတွေအတွက်ချောကဒီ view point ကလေးကိုထပ်ပြီးတော့ share ချင်ပါတယ်ဒီ view point မှာလည်းချော New Zealand အရင် New Zealand မှာဒီကြမနေခင်တော့ဆိုလို့ရှိရင်လည်းဒီကိုလာလေတိုင်းရောက်ဖြစ်တယ်ပေါ့နော်အရင်ကြိုက်တဲ့ view point လေးဖြစ်ပါတယ်တို့ပေဒီမှာပုတ်ကိုရက်ထားပါတော့ချောရုပ်ပုတ်ကတော့ဟိုးနားလေးပါပေါ့ကင်မရာကအလောက်အထိမရောက်တော့ဒါကတော့ really beautiful spot so really nice so it's that's actually it's really beautiful it's the narrator New Zealand ကရိုမန်တဲကိုလာလိမ့်မယ်ဆိုလို့လာလေတဲ့နေရာလေးပါပေါ့နော် beautiful crazyဒါကချိုးကholiday ထွက်တယ်ဆိုလို့ရှိရင်လေထဲမှာနေလို့ရှိရင်ကြာကြီးနဲ့ကောညအောင်ရင်းနှီးခွေးလာတဲ့ခါကြလို့ရှိရင်လေလိုလေးလမ်းထွက်လျှောက်လိုက်တာပို့ပြီးတော့ရှော့ဆင်းလိုက်တာပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲ့လိုမျိုးဘောတရားကြီးနဲ့ထိတွေ့ရတာအရန်ကိုသဘောကျတယ်နယူးဇီလန်ကိုလာလဲမယ်ဆိုလို့ရှိရင်ဒီနေရာကိုလည်းလာတဲ့နေပေါ့နော်ဒီနေရာလေးကိုတော့ချောကဗီဒီယိုရဲ့ description မှာချောချထားပြီးမယ်ခေါ်ရိုမန်ဒဲပေါ့နော်ခေါ်ရိုမန်ဒဲဆိုလို့ရှိရင်လည်းဒါဒီနေရာကိုလာလေသင်ပါတယ်ပေါ့နော်အရန်မိုက်ပါတယ်ဆိုတော့ဒါကတော့ဟာဟေး beach ဖြစ်ပါတယ် little village ပေါ့နော် so yes it's really nice မရကြီးကလေရာသီဥတုကဓာတ်ပို့ပြီးတော့နှွေးရမှာရုတ်တရက်ကြီးအကလုံးစမအင်ဂျီတွေအကလုံးထုတ်ပြီးအကလုံးဝေးထားအင်ဂျီတွေကိုပြီးတော့ထဲမှာအကလုံးသိမ်းပြီးဆိုတော့မှချက်ချင်းထားအေးအခုယောက်ျားအင်ဂျီကိုကောက်ဆွတ်ထားတာဘဝကြီးရဲ့အဲ့လို oh my god New Zealand ဒါကြောင့်မလို့ New Zealand နိုင်ငံရဲ့ weather ကအရင် changeable ဖြစ်တယ်လို့ပြောတာပါပေါ့နော်အဲ့လိုအခုအေးလို့6တဆိုအေးဆက်နေလို့ဒါကတော့ချိုးအရန်ချစ်တဲ့ကုသကောက်ပါပဲမှာဒီနားမှာက height ခြေတက်လာပြီဆိုလို့ရှိရင်အရန်ကိုတာယာပြီးတော့ကလေးတွေအရန် shelter ဖြစ်တဲ့ခြေတိမ်တဲ့အတွက်ကြောင့်မို့လို့ကလေးတွေဆော်ရအရန် safe ဖြစ်တဲ့ creek လေးဖြစ်ပါတယ်ချောနဲ့တူ hiking truck ကိုလိုက်ခဲ့ပါvillage မှာရှိတဲ့ holiday house လေးတွေပါပေါ့နော်ဒီပါ beach တွေပြီးလို့ရှိရင် holiday house တွေခါရလီနားလို့ရတဲ့နေရာပေါ့နော် so ကျဆိုလို့ရှိရင်လည်းဒီမှာ retire လာယူကြတယ်ကျဆိုလို့ရှိရင်လည်း holiday အိမ်နေပိုင်ကြတယ်ပေါ့နော်ဝယ်ထားကြတယ်ဝယ်ထားပြီးတော့
ဒီလိုမျိုးဒီမှာ summer ဆိုလို့ရှိရင်သူတို့တွေ they spend time with their family ပေါ့နော်။ဒါတွေကတော့ blue view ဘူတွေရဲ့kiwi တွေရဲ့ဒါသူတို့ရဲ့ကောက်ချတစ်ခုပေါ့နော်။ very very peaceful ပါဒါအရင် busy ဖြစ်နေတယ်လို့ပဲပြောရမှာပေါ့နော်ဘယ်လိုကားရီဆိုဖတ် up တွေဖြစ်နေဆို so busy and after new year ပေါ့နော်ဒီ truck ကိုအရင်သဘောကျလို့လာကြတာဖြစ်တယ်ပေါ့ချောဆိုလို့ရှိရင်ဒီဟာခဏသွားခဏလာနေတော့ဒီ truck ကိုလာမယ်ဆိုလို့ရှိရင်ဘယ် contact ကိုစပြီးတော့ရိုက်ကမှမသိဘူးအဲ့တော့ချောရိုက်တယ်လို့ပဲအဆင်ပြေတယ်လို့ပဲအဆင်ပြေတယ်လို့ပဲအတစ်ပြက်စက်ကမှာပေါ့နော် actually ကတော့တကယ်ရန်ကို really really beautiful ဖြစ်တဲ့နေရာ New Zealand ကိုလာလည်မယ်ဆိုလို့ရှိရင်10 things must to do တဲ့မှာပါတဲ့ list တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ချောကြတော့ဒီကြတော့ခဏကိုကလာနေတာကိုခဏလာနေတော့every year လောက်ကိုရောက်ဖြစ်တယ်ပေါ့နော်မနစ်ကလည်းရောက်တယ်ဒီနေ့လည်းရောက်တယ်ဒါကတော့အရန်ကို famous ဖြစ်တဲ့ကဘာနာမည်ကြီးနေရပြူလာဖြစ်တဲ့နေရာတွေကကို and ဒီချိန်ကတော့အရန် busy ဖြစ်တဲ့အချိန်ပေါ့နော်ကိုတော့ဘယ်နေရာဘာစဘယ်နေရာမှာထိုင်ရမလဲတော့မသိဘူးထိုင်ပြန်နေရတော့မရှိဘူးဒီမှာရှိရဲ့ New Zealand မှာရှိရတာတွေကိုကမ္ဘာ tourist တွေလာတဲ့နေရာတွေကိုဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကို busy ဖြစ်ပါတယ် Excuse me here Okay ချောကဒီကတိတဲ့ကိုအကြောင်းကလေးကိုနည်းနည်းပြောချင်ပါတယ်ဒီကတိတဲ့ကိုကတော့ New Zealand နိုင်ငံမှာတကယ်ကလာလို့နေရာတွေထဲမှာနေရာရှိပြီးတော့ဒီဟာဟေးကနေပြီးတော့ဒီစကားကပတ်ကနေဒါးတွေထားတဲ့ကတိတဲ့ကိုဒီစကားနဲ့နဲ့ချောရောက်ဖြစ်ပါတယ်ဟုတ်တယ်လေတော့လူရတယ်မျိုးခိုင်းရကုန်နေတယ်ပေါ့ရပါတယ် Yeah and there the beautiful follow me la so this is Kapiteko